အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မောင်ဆွဲကျွန်တော်ဒီနေ့ review ပေးပါမယ်အတူလေးရတော့ Dan Alton လေးပဲဖြစ်ပါကျွန်တော် Minecraft video တွေဘူးမစတဲ့နောက်မို့လို့အားပေးကြပါအောင်လို့ပြော Okay ဒါဆိုလေဘောမီမီပဲနဲ့စလိုက်ကြရအောင် Okay ဝေါ်ရဲတော့ရောက်လာပြီပါတော့ဒီရရဲ့ဒီသုံးခုလေးပေါ့ Okay ဒီရရှာလိုက်မယ်ဒီရလေးလဲရှာလိုက်မယ်ဒီရရှာလိုက်မယ်ပြီးကြတော့ဒီတစ်ခုလဲရှာလိုက်မယ် Okay အဲ့ဒါဆိုပထမတစ်ခုလဲဝင်ကြည့်လိုက်မယ်ပထမတစ်ခုကတော့ gun တွေ credit ဟာပေါ့ gun တွေမျိုးစုံရှိရအများကြီးရှိရဘယ် gun ကိုရွေးရမလဲဘယ် gun လဲဘယ် gun ရွေးကောင်းလို့ရွှေအောင်တနလေးရွေးလိုက်မယ်အော်ဒါလေးက iron diamond တုံး iron ingot တို့ဘာလို့နဲ့လောက်อ่ะအားလေးပြီးကြရင် confirm လေးနှိပ်လိုက်ပြီဆိုဟုတ်ကျွန်တော်မှမရှိလို့မပေါ်မပြဘူးပေါ့ဗျာ Okay ဒါကပါဒါကြည်စံနေ credit ဟာကြည်စံနေမျိုးစုံရှိရယ်ဒီကလဲ copper ingot တို့ပါတို့ဒီနောက်ဆုံးဟာကိုရွေးကြည့်လိုက်နောက်ဆုံးဟာစကုတ်တွေပါတက်တဲ့ဟာစကုတ်တွေတို့တနက်မှာစကုတ်တွေပါတက်တဲ့ဟာပေါ့ Okay ဂန်းတစ်ခုကိုရွေးပြီးကြည့်လိုက်မယ်ဘာဂန်းရွေးကောင်းလို့ Okay short gun ကိုယူလိုက်မယ် short gun ယူလိုက်မယ်ပြီးကြတော့ AK ယူလိုက်မယ် Okay AK ရဲ့ short gun AK ကကျတော့ဒီထဲမှာ scope တွေပါတက်လို့ရလာပဲမသိဘူး AK ပဲရောက်တော့ AK အော်ဒီမှာ AKM ဟုတ်ပါဒီမှာ AKM ကိုရွေးပြီးတော့ scope ကိုယူလိုက်မယ်ရွေးပြီးတော့အပေါ်အောက်ဒုတိယစကုတ်ဘူးပဲဒီလားရွေးပြီးဒါကိုလည်းတက်လိုက်မယ်ဒါလေးလည်းတက်လိုက်မယ် Okay ဒါလေးတက်လိုက်မယ်ပြီးကြတော့နောက်တစ်ခုကကြတော့အောက်ဆုံးဟာပဲယူလိုက်ပါမယ် Okay ပြစ်ကြည့်အောင်ဟိုးမှမြင်းတစ်ကောင်ရှိကြည်စံရွှေရှိပြစ်လို့မရကြည်စံနေအကုန်လုံးယူထားလိုက်မယ်ကြည်စံတခြားဟာတွေလည်းစောင်းမှာဆိုတော့တနက်တည်းအကုန်လုံးတော့စမ်းမပြတော့ဘူးဘာလို့လဲဆိုဆောင်းရင်းကြသွားမှာဆိုလို့တနက်နဲ့ပါပဲစမ်းပြတော့ Okay ပြည့်ကြည့်အောင်ဟဲ့ရှီယာဝက်ကိုပြည့်ကြည့်မယ်အကြီးထဲ့နေရကြီးတဲ့အမီကြီးနေလေလာဝက်ကတော့ရှိုးသွားအမင်းပြထားမြင်းပေါ်တော့ဝက်တီးစမ်းကွာ Okay အဲ့ဒါဆိုရှော့ကန်ကန်ကြီးအောင်ရှော့ကန်ပြည့်ကြည့်မယ်ကြီးထဲ့နေကြည့်မရှိရဲ့ကြည့်ထဲမယ် Okay ပြည့်ကြည့်မယ်ရှုပ်ကန်ဝမ်းဟင်းပြလို့ရပြည့်ရဆောင်းမိုက်အန်တဲ့ animation ကလည်းတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်နောက်ထပ်ဘေးသနဲ့ယူရင်ကောင်းမလို့မသိဘူးကြည့်လိုက်မယ်ဒီသနဲ့လေးယူလိုက်မယ်ဒီသနဲ့ပြည့်ကြည့်လိုက်မယ်ပြည့်လိုက်မယ်ကြည့်မရှိဘူးကြည့်ဖြစ်တော့ရကြည့်ဖြစ်ပြည့်ကြည့်လိုက်မယ်တည်သွားပြီနောက်ထပ်ချက်ကိုပြီးလို့တည်ပါကြည့်ဖြစ် animation နဲ့မိုက်Okay နောက်ထပ်ဘယ်စနစ်တွေလဲကောင်းမလို့ sniper ယူကြည့်လိုက်မယ် sniper သုံးလက်လုံးယူလိုက်သုံးလက် sniper လဲစကုတ်လေးပါဒီထဲနေမယ်ဒီမှာ sniper မှာစကုတ်လေး Okay အဲ့ဒါဆို sniper ကိုပြစ်ကြည့်အောင်sniper စကုတ်ရှင်တာလည်းမိုက်တယ်ကြည့်လိုက်ပြီအင်းတော့မှန်တယ်နောက်တစ်ခါပြည့်အိမ်ရွယ်တယ်ထပ်ပြည့်တယ်မမှန်ဘူးပြည့်တယ် Okay အဲ့ဒါဆိုဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီထက်ကောင်းတဲ့အတူအနေနဲ့ပြန်လာခဲ့ပါမယ်။ Wait bro like and subscribe မလုပ်ရသေးဘူးလား။မလုပ်ရသေးရင်အခုရှင်းလုပ်လိုက်။မလုပ်ရင်ဒီတနက်နေ့ပြမှာနော်။